ဖြားပြီးဆိုသိဝန်တာတာကျွန်တော်ငယ်တော့နံပါတ်1ကျောင်းမတက်ရတော့နံပါတ်2ဖြားပြီးအိမ်မှာစိမ်မယ်အမေကလက်ဖူးဆန်းနဲ့တောင်းတောင်းပူတယ်မတိုက်သေးဘူးကရုံကြီးဖြစ်လည်းမတိုက်သေးဘူးကြောင်ကရမ်းဖြစ်မှတိုက်တယ်ကရုံကြီးနဲ့မရဘူးကရောင်ကရမ်းမဟုတ်ကဟုတ်ကတွေရှောက်ပြောရတော့တာပဲအမေကတကယ်ချင်းပြီးတော့မှလက်ဖေးလေးဂျိုင်လေးနဲ့သွားဝယ်တယ်ဂျိုင်လေးနဲ့သွားဝယ်ပြီးတော့ဒီလိုပက်ကလေးတွေအမေကထက်အဲ့ဒါတော့အကဲခတ်နေသေးတာထပ်ပြီးတော့အမေကတမ်းမတိုက်သေးဘူးလက်ဖေးကိုကြည့်သူကဦးရလာတော့မှန်းစမ်းဆိုရှရုပ်ဆိုသူကတဝက်တော့အဲ့ဒီအမေရှရုပ်ဆိုတာလက်ကြောက်တာကျွန်တော်တို့အမေမှန်းစမ်းကတဝက်ကုန်လာပဲတခွက်လုံးမသွားပါဘူးအဲ့ဒါကမျက်လုံးပြူးကြီးနဲ့ကုန်ပါပြီကျန်လာလေးကိုဘယ်လိုသွားရလဲမှတ်တော့မနေ့တကြိုက်နေ့လေတကြိုက်ညနေတကြိုက်တခါတည်းမော့မထားလာနဲ့နေမကောင်းတာထဲ့မစင်စားကောင်းဆိုရိုက်ချမင်းကမင်းကိုမင်းစာဖို့တာမြည်များအောင်မေးတယ်ဒါလို့အဲ့လိုနော်တစ်ဖိတစ်ခွဲမတော့ပါဘူးဆင်းရဲတယ်လေမနစ်လို့ခေါ်လဲကျွန်တော်တို့ lemonade ပေါ့ cream soda လို့ခေါ်တယ်ပလင်းအစိမ်းသိကြိုက်တာကျွန်တော်တို့တစ်ခါမှမတော့ပါဘူးအမေကအဲ့ဒါလူမတော့ပါဘူးနတ်ဆက်ရတာ